ထမျက်ရဲ့လက်ထဲကတနက်ကမြာနင်းစီကိုတဲကျိန်ထားတယ်ဒါပေမဲ့သူ့မျက်လုံးထဲမှာတော့မျက်ရည်တွေဝိုင်းနေတယ်ဘာလို့လဲထမျက်ရှင်ကကျမအခို့တငယ်ချင်းရဲ့သားဆိုမြာနင်းစီရဲ့အတန်ကတင်းငင်လို့ထမျက်တောင်ကြောက်စိတ်ဝင်လာတယ်ကျမညီမလေးကိုသူတို့ဖမ်းထားတယ်မြာနင်းစီဒီဆွဲသီးနဲ့ကော့ကိုသူတို့စီအရောက်ပို့ပေးမှညီမလေးကိုလွတ်ပေးမယ်လို့ချင်းချောက်ထားတာကျွန်တော်မကြက်တာလို့ပါမြင်းနှင်းစီကမပြုံးယုံတယ်မဲဂယုနာတက်စွာကြည့်လိုက်တယ်။တူမောကတနက်ပြောင်းပေါ်ကိုဂယုမဆိုင်ပဲထက်မြက်စီကိုတလန်းချင်းတိုးတာတယ်။ရှင့်ညီမလေးကိုကျမကယ်ပေးမယ်။ဒါပေမဲ့အခုဒီတနက်ကိုချလိုက်ပါ။အပြင်ဘက်မှာတော့ဦးအောင်မင်းနဲ့သူ့လူတွေကဂူဝကိုပြန်ပွင့်ဖို့ရမ်းဘီလူတွေနဲ့စူးစမ်းနေကြပြီ။ဂူဝပွင့်သွားတာနဲ့ဦးအောင်မင်းကတနက်ကိုတရက်ဆက်ပစ်ခတ်ရန်ဝယ်လာတယ်။ပြီးပြီမြန်နေစီမင်းတို့အထက်ထပ်ပေါင်မရှိတော့ဘူးမြန်နေစီကကွန်ပျူတာဆာဗာတွေရဲ့နောက်ကနေငုံရှောင်ရင်ထပ်မြက်ကိုကြည့်လိုက်တယ်ရှင်ညီမလေးကိုကဲချင်ရင်ကျမပြောတာလို့မြန်နေစီကဆာဗာတွေတဲကဒေတာအလုံးကိုတကဘာလုံးကသတင်းဌာနတွေစီရောက်သွားအောင်အန်တာခလုတ်ကိုနှိပ်လိုက်တယ်တစ်ချိန်တည်းမှာဂူအတွင်းကမီးဘေးကာကွယ်ရေးစနစ် gas system ကိုဖွင့်လိုက်တယ်မှောင်မိုက်နေတဲ့ gas ငွေတွေကြားမှာမြန်နှင်းစီဟာတကယ်နှင်းစီနဲ့ကြီးတပွင့်လို့ပဲသူမကအမောင်ထဲမှာကျွမ်းကျင်စွာလှုပ်ရှားရင်ဦးအောင်မင်းရဲ့လူတွေကိုတယောက်ပြီးတယောက်နှိမ်နှင်းလိုက်တယ်နောက်ဆုံးမှာတော့ဦးအောင်မင်းနဲ့မြနှင်းစီထိတ်တိုက်ဆုံးကြပြီဒါကငါအကိုအတွက်မြနှင်းစီရဲ့ကကြဲဦးချုံကဦးအောင်မင်းရဲ့လေပင်ကိုထောက်ထားလိုက်တယ်အပြင်ဘက်မှာတော့ဒေတာတွေပေါက်ကြားသွားတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ဦးဩတန်တွေဆက်ရောက်လာပြီတလအကြာရှမ်းပြည်မြို့လေးရဲ့နှင်းစည်းချန်ထဲမှာမြနှင်းစီတယောက်တည်းပန်းခူးနေတော့မယ်ဦးအောင်မင်းနဲ့ဂိုင်းဝင်တွေအားလုံးဖမ်းဆီးခံလိုက်ရမယ်ထမြက်ရဲ့ညီမလေးကိုလည်းဘေးခင်းစွာကဲထုတ်နိုင်ခဲ့တယ်ခြံရှိတ်မှာကားတစ်စီးထိုးရက်လိုက်တယ်ဒီတစ်ခါတော့ထမြက်မဟုတ်ပါဘူးထမြက်ရဲ့ညီမလေးနဲ့အတူထမြက်ကိုယ်တိုင်ကျေးဇူးတင်လွာပန်းစည်းလေးကင်ပြီးဆင်းလာတာပါညနှင်းစီကသူတို့ကိုကြည့်ပြီးအေးချမ်းစွာပြုံးလိုက်တယ်။သူမရဲ့အဆူးတွေကအခုတော့အနားယူသွားပါပြီ။